Hello ဒီနေ့တော့ K-pop idol makeup look လေးကို Korea makeup artist တယောက်နဲ့ studio သွားပြင်ခဲ့တဲ့အတွေ့အကြုံလေးတစ်ခုကို share လုပ်သွားပေးမှာဖြစ်ပါတယ်။ studio ကဒီချုံတမ်ညော့နာမှာရှိတဲ့ Luana လို့ခေါ်တဲ့ hair and makeup studio မှာသွားပြီးတော့ပြင်ခဲ့တာပါ။ makeup artist နဲ့ဆိုတော့ဈေးအရန်ကြီးမလားလို့ထင်ခဲ့တာ1,600,000ကနေပြီးတော့1,200,000ဝန်းကျင်ကို hair ရော makeup ကိုပွဲတက် look အပီအစီးပဲဖြစ်ပါတယ်။ studio ရဲ့ရောက်ချက်မှာသပင်မလျှော်လာတဲ့အတွက်ကြောင့်မလို့သပင်ကိုအရင်ဆုံးလျှော်တယ်ပြီးတဲ့အခါမှာတော့ studio သပင်အောက်ဖျားလေးနည်းနည်းတီးကျင်တဲ့အတွက်ကြောင့်သပင်အဖျားလေးတီးပြီးတော့အရှိသပင်လေးပြန်ပြီးတော့တီးခဲ့ပါတယ်။သပင်ပုံသွင်းပြီးတော့တေချာညှက်ချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ hair cut ကယောက်ျားလေးမိန်းကလေး9,000ခွဲကနေ6,000ဝန်းကျင်ရှိပါတယ်ရှင်။ hair cut နဲ့ hair styling ပြီးသွားတဲ့အခါမှာ studio makeup room ကိုသွားပါတယ်။ makeup room ရောက်တဲ့အခါမှာတော့ makeup artist ကနေပြီးတော့ကိုလိုချင်တဲ့ဒီနေ့ look ကဘယ်လိုပုံစံမျိုးလဲဆိုပြီးမေးပါတယ်။ studio K-pop idol look လေးလည်းဖြစ်ရမယ်။ဒါပေမဲ့အရင်လည်းမထင်ချင်ဘူး။ drama look လို့ normal လည်းမဆန်ချင်ဘူးဆိုပြီးတော့အလဲအလက်ကလေးကိုရွေးခဲ့ပါတယ်။ studio ကလေဒီလိုမျိုးပြင်တဲ့အခါမှာ makeup နဲ့ပတ်သက်ပြီးတော့ကိုမသိသေးတဲ့အချက်လေးတွေကိုသူတို့စီကနေပြီးတော့သင်ယူရပေါ့နော်။သူတို့ရဲ့ technique လေးတွေကဘယ်လိုမျိုးသုံးတာလဲဘယ်ပစ္စည်းလေးတွေသုံးတာလဲကိုကြိုက်တဲ့အရာနဲ့ကိုနဲ့ live ဖတ်မှုရှိရလားသူတို့မေးတယ်။နောက်ပြီးကိုမလုပ်တတ်တဲ့အရာဆိုလို့ရှိရင်ဒါလေးကိုဘယ်လိုမျိုးလုပ်ရမလဲသူတို့စီကအကြံဉာဏ်လေးတောင်းပါတယ်။မျက်နှာရဲ့ဘယ်အစိတ်အပိုင်းရဲ့ makeup ကိုပဲပြင်အရန် detail ချပြီးတော့အရန်လဲစိတ်ရှည်တယ်။တခုချင်းစီတေချာလေးလေးလုပ်ပေးရတဲ့အတွက်ကြောင့်ပေးရတဲ့ဈေးနဲ့စိတ်တည်နှံမှုကတော့အပြည့်အဝရတယ်။အဲ့အချက်ကတော့ဆိုဒီတေချာတဲ့အာမခံတယ်။ Korea makeup artist တွေရဲ့ eye makeup look ပြင်ပေးအောင်ဆိုဒီအရန်သဘောကျတယ်အရန် detail ချပြီးတော့ကိုယ့်ရဲ့ပင်ကိုမျက်တောင်လေးပဲထင်းနေတယ်လို့မျိုးမြစ်တောင်လေးကော့လေးနဲ့အရန်သဘောကျရဲကိုအိမ်မှာလိုက်လောက်ရင်ဘတော်မှမရတဲ့ပညာသားပါတယ် eye makeup look လို့ဆိုဒီဟာထက်နဲ့အရန်လေးသဘောကျရဲ highlighter လေးနဲ့နှာခမ်းလေးဆိုပြီးသွားတဲ့အခါမှာ setting spray လေးဖြန်းပြီးတော့ဆိုဒီရဲ့ makeup look လေးကပြီးသွားပါပြီရှင် makeup look ပြီးသွားတဲ့အခါမှာတော့ဆိုဒီရဲ့သပင်လေးကိုအချောတက် style လေးလုပ်ပြီးသွားတဲ့အခါမှာတော့လုံးဝ good ဖြစ်သွားပါပြီရှင်အဲ့တော့ studio followers လေးတွေ makeup ရောသပင်ရောအပီးစီ Korea makeup artist နဲ့ပြင်ချင်တယ်ဆိုလို့ရှိရင်ဒီ Luana မှာလာပြီးတော့ပြင်ကြည့်ဖို့ studio recommend ပေးချင်ပါတယ်ရှင်